revenue က380လောက်ဖြစ်သွားတယ်ဒီစာအုပ်ကိုဖတ်လိုက်တာအဲ့တော့ကျွန်တော် start with wine ဒီ Simon Sinek ရဲ့စာအုပ်ကိုဖတ်ပြီးတော့ဘာရင်ပြောင်းလဲသွားလဲဆိုတော့ပထမတစ်ချက်ကတော့ကျွန်တော်စီးပွားရေးကိုအမြင်နဲ့အမြင်ပြောင်းသွားတယ်ဒုတိယတစ်ချက်ကကျွန်တော် customer တွေဘာကြောင့်ဝယ်လဲအမြင်ပြောင်းသွားတယ်တတိယတစ်ချက်ကတော့ကျွန်တော်ဘယ်လိုကြော်ညာလုပ်ရမလဲဆိုတဲ့အချက်တွေပြောင်းသွားတယ်နံပါတ်၄ကျွန်တော်ဘာဆက်လုပ်ရမလဲကျွန်တော် wine နဲ့ဘယ်လိုဆက်သွားရမလဲဆိုတာပြောင်းလဲသွားတယ်ဆိုတော့ဒီထဲမှာဒီ wine tech ကိုဒီကျွန်တော် wine သွားပြီးတော့အောင်မြင်သွားတဲ့ကမ္ဘာကျော်ကုမ္ပဏီတွေဝိုင်းပြောက်သွားလို့ဒီဘယ်လိုပြောလဲအစားဝိုင်းရှိတယ်။ဘာကြောင့်လုပ်ခဲ့လဲဆိုတာရှိတယ်။လူကြီးကိုကြီးချင်းလို့စခဲ့တယ်ဆိုတဲ့ကုမ္ပဏီ Walmart ဆိုတာရှိတယ်။လမ်းတစ်ဝက်မှာဖေးရဆုံးသွားပြီးတော့ Walmart ဆိုတာလူနာမည်ပေါ့နော်။ Walmart ကဒီ City Mart လိုမျိုးပေါ့။တားကစက္ကန်နေတဲ့အခါမှာအဖေကလူကြီးကိုကြီးချင်းလို့ဇီဘောဘောနဲ့စခဲ့တဲ့ကိစ္စမှာတားကဇီဘောဘောနဲ့ဟာဝယ်မှတ်မိပြီးတော့အဖေရဲ့ဝိုင်းကိုပြောက်သွားပြီးတော့ဘယ်လိုပြောမလဲ။ Walmart ဆိုလို့ရှိရင်မဖွင့်ပါနဲ့ဒီအားလုံးကဆန္ဒပြတဲ့အထီကိုသူတို့မျိုးနယ်မှာလာဖွင့်မှာကြောက်ရတဲ့အထီကိုဖြစ်သွားတဲ့ဟာရှိတယ်။ဆိုတော့ဝိုင်းရှိလို့လည်းတကယ်ပါလုံးကသဘောကျကြတဲ့ Apple လည်းရှိတယ်။ Apple လည်းပြထားတယ်ပြီးတော့ကျွန်တော်ဒီလေကြောင်းလိုင်း Southwest Airline အကြောင်းလည်းပြထားတယ်ဆိုတော့ပြောချင်တာလူတွေကကြော်ညာကိုဝယ်တာထက်ယုံကြည်မှုတူရင်ဝယ်တယ်ခံစားချက်တွေတူရင်ဝယ်တယ်စဉ်းစားကြည့်ကျွန်တော်တို့ Apple ကသူတို့ကြော်ညာတဲ့အခါမှာကုတ်အင်ဂျီတွေဝယ်ပြီးကြော်ညာလာကျွန်တော် Apple ကြော်ညာတဲ့အခါမှာဒီကုတ်အင်ဂျီတွေဝတ်တာမြင်ဘူးလားကျွန်တော်မမြင်ဘူးကျွန်တော်ဆိုလို့ရှိရင်ဘာလို့ဆိုတော့ Apple ကကျွန်တော်နဲ့တသားတည်းကြတယ်ကျွန်တော်နဲ့အတူတူရှိတယ်မင်းတို့အိမ်မှာဝတ်တယ်လို့ပဲမင်းတို့အိမ်မှာနေတယ်လို့ပဲသူတို့အတူတူပဲအားလုံးနဲ့အတူတူပဲဆိုရယ်ဟိုခံစားချက်ကိုပေးနေတာဆိုတော့ Apple wine နေတယ်တခုပေါ့နော်အဲ့တော့ Apple ကသူတို့ဒီဖုန်းထုတ်ကျွန်တော်ဒီဘာဘဲကြီးညာသူကပုံမှန်အဝတ်စားအခုလိုအဖြူဝင်မယ်အပြာဝင်မယ်ပုံမှန် T-shirt ဝတ်ပြီးတော့ကျွန်တော်သူရဲ့ product အသစ်တွေနားရီအသစ်ဖြစ်စေဒီဖုန်းအသစ်ဖြစ်စေကိုကျွန်တော်ကြော်ညာတယ်ဒါပေမဲ့တခြားကုမ္ပဏီကြော်ညာတဲ့အခါမှာတော့ formal ဆိုဒီ necktie နဲ့ဒီဘယ်လိုပြောမလဲ coat နဲ့အထက်က formal ဝတ်စားနဲ့ကျင်ညာတယ်အဲ့ဆိုလူတွေနဲ့ကွဲပြားနေတယ်လို့ဖြစ်စေတယ်လူတွေကအဲ့လိုဝတ်စားဝေးရတာတကယ်တော့မကြိုက်ကြဘူးလူတွေပို့ပေါ်ပဲနေချင်ကြတာဆိုတော့ဒါ Apple နဲ့တခြားကုမ္ပဏီနဲ့ထူးခြားနေချက်ပေါ့နော် Apple လူတွေဘာလို့သဘောကျရလဲအချက်တွေကတစ်ချက်ပေါ့ why ပေါ့ကျွန်တော်ရဲ့ဒီစီးပွားရေးအသေးစားလေး start တဲ့အတွက်ကျွန်တော်အမြင်တွေပြောင်းသွားတယ်ကျွန်တော်ရဲ့ software ကုမ္ပဏီအတွက်လည်းကျွန်တော်အမြင်တွေပြောင်းသွားတယ်ဒါတွေကိုဘယ်လိုဆက်လုပ်ရမလဲဆိုတာရောနောက်ထပ်ဘာလုပ်မလဲဆိုတာရောကျွန်တော်အမြင်ပြောင်းသွားတယ်အဓိက wine ရှိသွားတယ်ပေါ့နော်start with wine ပေါ့နော်သူကထုတ်တာကြရင်သူဟို revise လည်းမလုပ်ဘူးဒါပေမဲ့ revise မလုပ်တာလည်းကောင်းတယ်အရင်တော့အောင်မြင်ခဲ့တဲ့ company ကိုကျွန်တော်သိရတယ် old school ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒါပြောင်းလဲသွားတယ်ဆိုတော့ကျွန်တော်တို့ဒီမိတ်ဆွေတို့ကိုကျွန်တော်ပြပြရတယ်ပဲသိမယ်ဆိုတော့ဒီ start with wine ကိုဖတ်ကြည့်စေချင်ပါတယ် Simon Sinek ကလည်းတကယ်တော်တဲ့ခေါင်းဆောင်တစ်ယောက် inspire ဖြစ်စေတဲ့သူ့အကြစေတဲ့ဒီစာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါကျွန်တော်အောင်စောဝါမှာ3ရက်1ကိုပြောင်းနိုင်တဲ့အသက်25နှစ်ရွယ်လူငယ်တစ်ယောက်ဖြစ်ပါကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တခုကြံခဲ့လို့ပေါ့နော်ကျွန်တော်ဒီ Start with Wine ကိုကျွန်တော်ဒီ Valentine မှာValentine မတိုင်ခင်မှာကျွန်တော်ဖတ်နေရပေါ့ဒီ January မှာဖတ်နေရ Valentine နဲ့ဒီ February 14ပေါ့အဲ့တော့ကျွန်တော်ဒီစီးပွားရေးတင်နေဗာပြောင်းလဲသွားဆိုကျွန်တော်ရဲ့ဒီ revenue ပေါ့ revenue က380လောက်ဖြစ်သွားတယ်ဒီစာအုပ်ကိုဖတ်လိုက်တာဘာလို့ကျွန်တော်ကအရင်နှစ်ကသွားခဲ့ရကိုပစ္စည်းကိုလူတွေဘာကြောင့်ဝယ်လဲမသိဘူးဒါပေမဲ့ဒီစာအုပ်ဖတ်လိုက်ပြီးနောက်ပိုင်းမှာကျွန်တော်ကဒီကိုပစ္စည်းကိုလူတွေဘာကြောင့်ဝယ်လဲကျွန်တော်သိသွားတယ်ဒီဝယ်ခါမှာဒီကိုဘယ်လိုကျင်ညာတယ်သိသွားတယ်အဲ့တော့အဓိကအချိန်မီပေါ့နော်ကျွန်တော်ဒီစာအုပ်ကိုရွေးဖတ်တယ်ဆိုတာလိုနေတဲ့အချိန်မှာကျွန်တော်ရွေးဖတ်တာပေါ့နော်အဲ့တော့ဒီ Valentine တစ်ခုတည်းမှာပဲကျွန်တော်ရဲ့ဒီဆိုင်ရောင်းအားက380လောက်ဖြစ်တယ်ဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲဟိုအပြောင်းလဲဖြစ်တာကိုပြပြချင်းဖြစ်ပါတယ် See you